ဖေးမြင့်လုံသားအာဟာရနှစ်မျက်မမြင်မာလီရဲ့မျက်လက်ပွဲကျွန်တော်တငယ်ချင်းဝစ်ကမျက်လက်ဆရာတယောက်ဖြစ်သည်သူ့ကို Los Angeles ရှိစားသောက်ဆိုင်ဒီဇိုင်ကဆိုင်မှာစားသုံးသူများကိုအိတ်ကန်ဖြောပြသောသဘောဖြင့်ဝိုင်းတကလှဲ၍အနီးကပ်မျက်လက်ပြရန်ငှားရမ်းထားသည်တညမှာသူကမိသားစုစားတောက်ဝိုင်းတစ်ခုထဲဝင်ပြီးသူ့ကိုယ်သူမိတ်ဆက်ကမျက်လက်ပြရန်အတွက်ဖဲထုတ်တစ်ထုပ်အိတ်ထဲမှထုတ်သည်ထို့နောက်ဝိုင်းထဲမှမိန်းကလေးတယောက်အားကဲသမီးဒီထဲကဖဲတစ်ချက်ရွေးစမ်းကွာဟုဆိုလိုက်သည်ဒီအခါမိန်းကလေးဖခင်ကသမီးဝင်ဒီမှာမျက်စိမမြင်သည့်အကြောင်းပြောပြသည်ဟာဟုတ်လားဒါလည်းကိစ္စမရှိပါဘူးဝစ်ကဆိုသည်သူ့အတွက်အနှောက်အယှက်မဖြစ်ဘူးဆိုရင်ကျွန်တော်ညှက်တစ်ခွက်လောက်တော့ပြကျင်ပါသေးရဲ့ဆိုပြီးမိန်းကလေးဘက်သို့လှည့်ကဝင်ဒီဦးရဲ့မျက်လက်ပြကွက်မှာနည်းနည်းဝင်ကူပေးပါလားဟုပြောလိုက်သည်ဝင်ဒီကနည်းနည်းတော့ရှက်တတ်သူလေးဖြစ်သည်သူကပခုံးနှစ်ဖက်တွန်းလိုက်ပြီးနောက်ဟုတ်ကဲ့ရပါတယ်ဟုဖြေသည်ဝစ်ကစားပွဲမှာဝင်ဒီနှင့်မျက်နှာချင်းဆိုင်နေရာ၌ဝင်ထိုင်လိုက်သည်ပြီးတော့ဝင်ဒီသမီးကိုဖဲချက်တစ်ချက်ထောင်ပြမယ်အဲ့ဒီဖဲချက်ဟာအယောင်နှမျိုးတည်းကတစ်မျိုးမျိုးဖြစ်မယ်အနီရောင်ဒါမှမဟုတ်အနက်ရောင်ဝင်းနီကိုဦးလှုပ်စေချင်တာကဝင်းနီရဲ့စိတ်ဆွမ်းအင်တွေသုံးပြီးအဲ့ဒီဖဲချက်ရဲ့အယောင်ဟာဘာလဲအနီလားအနက်လားဆိုတာပြောပေးဖို့ပဲသမီးသဘောပေါက်တယ်နော်ဝင်းဒီကခေါင်းငိမ့်သည်ဝစ်ကညင်ကင်းဖဲတစ်ချက်ကိုထောင်ပြပြီးဝင်းဒီဒါအနီလားအနက်လားမေးသည်ခဏလေးနေပြီးနောက်မျက်မမြင်ကောင်မလေးကအနက်ဟုဆိုလိုက်သည်မိသားစုမျက်နှာအားလုံးပြုံးသွားသည်ဝစ်ကဟက်ခုနှစ်ဖဲချက်ကိုထောင်ပြပြီးဒါအနီလားအနက်လားဟုမေးပြန်သည်အနီဝင်းဒီကဖြေသည်အဲ့ဒီနောက်တတိယမြောက်အဖြစ်ဒိုင်းမွန်3ဖဲချက်ကိုထောင်ပြသည်အနီလားအနက်လားဝင်းဒီကမဆိုင်မတွပင်အနီဟုဖြေသည်မိသားစုကသဘောကျပြီးရှယ်ကြသည်သူတို့အားလုံးစိတ်လှုပ်ရှားနေသည်ဝစ်ကနောက်ထပ်ဖဲချက်3ချက်ဆက်ပြသည်3ချက်လုံးပင်ဝင်းဒီမှန်အောင်ဖြေနိုင်သည်အန်ဩစရာ6ချက်မှာ6ချက်လုံးမှန်သည်ဝင်းဒီကံကောင်းလာပုံကိုမိသားစုအဖို့မကြုံနိုင်လောက်အောင်ဖြစ်နေသည်တရမမြောက်အဖြစ်ဝစ်ကဟက်ငါဖဲချက်ကိုကောက်ကင်သည်သူကဖဲချက်ကိုထောင်ပြပြီးဝင်းဒီတစ်ခါကဏ္ဍကိုလည်းပြောမယ်ဘာဖဲဆိုတာလဲပြောရမယ်ဟက်လားဒိုင်းမွန်လားကလပ်လားစပိတ်လားဟုတ်ပြီနော်ခဏလေးအကြာမှာဝင်းဒီကရဲရဲဝံ့ဝံ့ဖြေသည်ငါကနန်းဟတ်ဖဲမိသားစုကဟာကနေဖြစ်သွားသည်သူတို့အကြီးအကျယ်အံ့အားသင့်နေသည်ဒါရိုးရိုးလှဲ့ကွက်တစ်ခုလားဒါမှမဟုတ်ပညာတစ်ခုခုလားဝင်းဒီဤဖခင်ကမေးသည်အဲ့ဒါတော့ဝင်းဒီကိုပဲမေးကြည့်ပါဝစ်ကဖြေသည်ဝင်းဒီတမိဘလို့သိသလဲဖေကမေးသည်ဝင်းဒီကပြုံးရဖြေသည်ဒါကပညာအဖေရဲ့ဝစ်ကဝင်းဒီနဲ့မိသားစုကိုနှုတ်ဆက်ကသူ့လိပ်စာကပြားလေးပေးပြီးထွက်လာခဲ့သည်ဒီမိသားစုအတွက်မမေ့ပြောက်နိုင်စရာအတွေ့အကြုံတစ်ခုသူဖန်တီးပေးခဲ့ပြီမိသားစုအဖို့ပြဿနာကဖဲချက်တွေဝင်းဒီဘလို့သိတယ်လဲဆိုတာပဲဖြစ်သည်ဝစ်ဆိုတော့သူကိုဒီစားသောက်ဆိုင်ရောက်မှဝင်းဒီတွေ့ရခြင်းဖြစ်သည်ဘယ်ဖဲဟာအနီးဘယ်ဖဲဟာအနက်ဆိုတာတွေသူပဲနည်းနဲ့မှကြွတင်ပြောပြမထားနိုင်ဝင်းဒီကလည်းမျက်စိမမြင်ဘူးဆိုတော့ထောင်ပြသည့်အချိန်မှာမြင်နိုင်သိနိုင်စရာအကြောင်းမရှိတို့ဖြစ်လေဘလို့လဲဒီမိသားစုအတွက်တသက်မှာတစ်ခါဟုဆိုရမည်ထူးခြားလာသောထိုပြကွက်ကိုဝစ်ကရုတ်တရက်ပေါ်လာသည့်ဖြတ်တိုးညံနှင့်အချက်ပြဆက်သွယ်နည်းစနစ်တစ်ခုကိုသုံးပြီးဖန်တီးပြသခဲ့ခြင်းဖြစ်သည်ဟိုးအရင်မျက်လက်သမားဘဝစတင်စဉ်ကခြေထောက်ဖြင့်အချက်ပြဆက်သွယ်သည့်နည်းစနစ်တစ်ခုသူစမ်းသပ်လေ့ကျင့်ခဲ့ပူသည်သို့သောဝင်းဒီတို့နှင့်တွေ့သည့်အထိတစ်ကြိမ်မျှလက်တွေ့သုံးဆွဲခွင့်မရခဲ့သည်ထိုနည်းကဝိုင်းတွင်
ဝင်းလိရှိဝင်ထိုင်ပြီးဝင်းတီသမီးကိုဖဲတစ်ချက်ထောင်ပြမယ်အဲ့ဒီဖဲချက်အယောင်နှစ်မျိုးတည်းကတစ်မျိုးဖြစ်မယ်အနီရောင်ဒါမှမဟုတ်အနက်ရောင်ဟု၍ပြောသည့်အခါဝင်းလိချက်တော့ကိုစပွဲအောက်၌အနီဆိုသည့်အချိန်၌တစ်ချက်အနက်ရောင်ဆိုသည့်အချိန်၌နှစ်ချက်ချင်းနှင့်တို့ပြီးအချက်ပြသည်ထို့နောက်ပို၍တည်ကြစေရန်အတွက်ဝင်းဒီကိုဦးလှုပ်စီချင်တာကဝင်းဒီရဲ့စိတ်ဆွမ်းအင်တွေသုံးပြီးဒီဖဲချက်ရဲ့အယောင်ဟာဘာလဲအနီလားချင်းနှင့်တစ်ချက်တို့သည်အနက်လားနှစ်ချက်တို့သည်ဆိုတာပြောပြဖို့ပဲသမီးသဘောပေါက်တယ်နော်ဟူ၍သူကထပ်ပြောသည်အဲ့ဒီနောက်ဝင်းဒီခေါင်းငိမ့်တာကြည့်ပြီးသူသဘောပေါက်ကြောင်းမျက်လက်ပြရမှာမိမိနဲ့အတူပါဝင်လိုစိတ်ရှိကြောင်းသိလိုက်သည်မိသားစုကတော့သမီးသဘောပေါက်တယ်နော်ဟူဝစ်ကပြောလိုက်သည်ကိုဝင်းဒီနှင့်ညှိလိုက်ခြင်းဖြစ်ကြောင်းမရိပ်မိကြသူရှင်းပြသည်များကိုနားလေမလဲသိကြအောင်မင်းမြန်းခြင်းပဲဟုသွေးယိုတာယိုမှတ်ယူကြသည်ငါကနန်ဟက်ဖဲချက်နှင့်ပတ်သက်၍ကောဘလို့အချက်ပြသည်နည်းဒါလည်းလွယ်ပါတယ်ငါကနန်ဖြစ်ခြင်းသိအောင်ချက်တော့ကိုငါချက်တို့သည်ဟက်ဖြစ်ကြောင်းသိနိုင်ရင်အတွက်ကဟက်လားဒိုင်းမွန်လားကလပ်လားစပိတ်လားမေးသည့်အချိန်၌ဟက်ဟုပြောစေတွင်ချက်တော့ကိုတို့ထားခဲ့သည်လုတ်ပုံလုံနည်းသိပြီဆိုရင်ဒီအကွက်ကအံ့ဩစရာသိမရှိတော့ပါသို့တော့ဒီပြကွက်ကြောင့်ဝင်တိမှာဖြစ်သည့်အပြောင်းလဲကတော့အံ့ဩပွေပင်အဲ့ဒီနေ့ကစားတောက်ဆိုင်မှာမိသားစုဝိုင်းတွင်သူကအထင်ပေါ်ဆုံးအာယုံအဆူဆိုင်ခံရဆုံးဖြစ်ခဲ့သည်အိမ်မှာလဲသူကဆက်ပြီးစတာဖြစ်နေသည်စိတ်ဆွမ်းအားဖြင့်ဆောင်ရွက်သည့်သူမ၏အံ့ပွေပြကွက်အကြောင်းကိုမိသားစုကမိတ်ဆွေမှန်သမျှကိုဖောက်တယ်ချ၍မဆုံးနိုင်လအနိုင်ငယ်ကြသည့်အခါ၌မူဝင်းဒီထံမှလက်ဆောင်ပစ္စည်းထုတ်ကလေးတစ်ခုဝစ်ရရှိသည်လက်ဆောင်ထုတ်တဲ့တွင်မျက်မမြင်များကစားနိုင်ရင်စီမံထားသည့် Brave Fair တထုပ်နှင့်စာတစ်စောင်ပါသည်စာ၌မိမိအားအများကြားမှာအရေးပါသူအဖြစ်ခံစားရစေရန်နှင့်ထိုအခိုက်အတန့်အဖို့မျက်စိမြင်ခွင့်ရရှိအောင်ကူညီပေးခဲ့ခြင်းအတွက်ကျေးဇူးတင်ကြောင်းမိမိအားမိသားစုကအကြိမ်ကြိမ်မေးမြန်းတော်လဲလှဲ့ကွက်ကိုယခုထိမိမိဖော်ပြသေးကြောင်းနှင့်နောင်တွင်မျက်မမြင်များနှင့်မျက်လှည့်ပြကွက်တွေယခုတည်းပို၍လုံနိုင်စေရန် Wish ထံ Brave တထုပ်ပေးပို့လိုက်ခြင်းဖြစ်ကြောင်းဝင်းဒီရေးသားလိုက်လေသည်